အလုံးလုံးတဲ့နေရာမှာအရှုံးနဲ့အမြတ်နှစ်ခုပဲရှိတယ်ကွာရှုံးရင်ရှုံးမဲ့မျက်ချင်မြတ်ဒါပေမဲ့မင်းတို့တွေရဲ့ကြိုးစားခြင်းနဲ့စိတ်တော့မရှုံးပါသေးနဲ့ကွာလူဆိုတာမအောင်မြင်တဲ့အချိန်မှာအထင်သေးခံအောင်မြင်တဲ့အခါမှာလေးစားအားကြတာခံရတယ်အမြင့်ကိုမရောက်ခင်မှာဆွဲချခံရတယ်အမြင့်ကိုရောက်သွားတဲ့အခါကျတော့လေသူတို့တွေကိုဆွဲကူမှုအတွက်သူတို့လက်တွေကိုကမ်းလာလိမ့်မယ်လူတွေရဲ့သဘာဝကနေမယ် level ဆိုပခုံးချင်းရှင်းမယ်အခုတက်တာဘာမှမနာလို့ဖြစ်မယ်လိုက်လို့မမီတော့ဘူးဆိုတော့အားကြပြီးတိုင်ရမှာကွာ把车的，拿车都要摸的，拿车都要摸的，အဲ့ဒါချိုချိုမူးရောအဲ့ချိုရတဲ့ဟာတွေอะไรจำลองอะไรเป็นสิ่งที่ไปไล่นอนตรงนอนตัว